လင်းရောအမြင့်ဆုံးပြန်နိုင်တဲ့ငှက်အမြန်ဆုံးပြန်နိုင်တဲ့ငှက်ကဘယင်ပေါ့ဗျာနောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရောကျွန်တော်ဘာမှမကြည့်မုံတိုင်းကိုမကြောက်တာလင်းရောနဲ့ဇင်ရောမျိုးရှိအားလည်းသိတာဘလောက်ထိအားရှိလဲဆိုရင်တဲ့သူ့ body weight တဲ့9ဆကြီးတဲ့သားကောင်ခြိသွားလို့ရတယ်ဘယ်လင်းယုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အစာမစားဘူးအဲ့လိုခြိသွားပြီးတော့မှပေါက်ပြီးနှုတ်သီးနဲ့ပေါက်စားအဲ့လင်းယုံမှာတဘာဝပေးထားတဲ့အကျိုးမြတ်နှစ်ခုရှိတစ်ခုကလင်းယုံငှက်တွေကအသက်ရှိ80အထိတက်တန်းရှိနောက်တစ်ခုကလင်းယုံငှက်တွေဟာတဲ့9လတိတိအငတ်ခံတယ်အစာမစားဘူးရေမတော့ဘူးကိစ္စမရှိဘူးမသေးဘူး9လကြော်ရင်ပြန်စားရတယ်အဲ့ဒီမှာတဲ့ကျွန်တော်တို့တွေးစရာပါရလဲဆိုအသက်40ကျော်တဲ့အချိန်မှာအဲ့လင်းယုံတွေရဲ့ရုပ်ခန္ဓာဖောက်ပြန်ဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သီးဆိုအဲ့နှုတ်သီးကနေပြီးတော့အသားတွေဖက်လက်ကြီးရှည်ထွက်လာ